ကြီးမြင်းနေ ဖုန်းပြနိုင်ပါလားတို့တယ် မ မှာ ဟုတ်နေနဲ့ဟိုမင်းင်းနဲ့မရဖုန်းမြင်နိုင်မဲ့အိုကြီး မရရလေ အဲ့ဒါတော့ကြက်ကြက်လောက်လိုက် ရမလို့တော့ ပြင်ပြင်းတော့လေကစား မပုံနေရနာမည်တိုင်းတော့ တို့အိမ်နာမရဖုန်းပြင်းဆိုဖြစ် အေးဖုန်းမြင်နိုင်နေဟုတ်မှန်တယ် ရပြီ မဟုတ်နေနဲ့ အဲ့လိုဖြစ်တယ်ဒီမှာတမှုရှိရဒီမှာတမှုရှိရဟိုမှာနဲ့6မူလောင်းနဲ့ရေပြေးပါ ဒီကလာကြည့်ရတော့ဒီနေ့နဲ့ဆိုရာနှုန်းပြည့်ဖြစ်သွားပြီပေါ့ အားပြေးပဲ ပြည့်ပဲ ပြေးရလို့လည်းပြေး အဲ့တော့ပါတဲ့လူမပါတဲ့လူ ပါရလူမပါရလူလည်းတော့စီးမင်းခဲ့ပြီ ရှင်းနေကြပြီမပါကြည့်ပြီးတော့မပါတဲ့လူကလည်း မပါရလူလည်း ဒီရောတော့မပါဘူး အဲဒီမဲ့ဟောပေါ့ဒီနဲ့ဟောပါဒီမျိုးနဲ့ဥယျာဉ်ကျော်အုပ်စုအတွင်းမှာနေတိုင်းတဲ့သူမှတ်ဖို့နေကြည့်ရလူဆိုရင်မရှိရင်လည်းတော့တော့ရ ဟုတ် ပုံစံကြောင့်လည်းကြည့်နေကြောက်လေမှတ်ဖို့နေမရှိတော့ရအတော့ကကြည့်နေလုပ်ပေးလိုက်တယ်မကြည့်တော့နဲပါလေကြည့်ရလူကြီးပဲခီးလို့နဲ့လူမကြည့်ရဒါမဲ့ အဲ့ကနေမှတ်ဖို့နေရပြီဆိုရင်တစ်ခါတည်းဒီမှာပုံစံသုံးတစ်ခါတည်းဖြစ် ပုံစံသုံးဖြစ်တယ်ဘယ်လိုတော့မှတ်ဖို့နေရ ရ ရင် ပြီတစ်ခါတည်းပါပြီ ပါပြီတယ်ပုံစံသုံးမဟုတ်တယ် အိမ်တော်များရှိပြီးတော့မှတ်ဖို့နေရှိရကြတော့ပုံစံသုံးဖြစ်ရမှာတစ်ခါတ လုံး ည်း တကားပါ ပါပြီလား ပါပြီလားဟိုကြံခဲ့ရင်တော့ပြ ကြံခဲ့တော့ဖြစ်ရမှာ ဒီထဲမှာခုကတ်တဲ့ထဲမှာပါဘူး မပါဘူးတော့ဖြစ်ရမှာဒီအမဆောနာဆိုတဲ့တော့မှတ်ဖို့နေမရှိဘူးနာမည်လည်းမပါဘူးဆိုမှတ်ဖို့နေသွားရိုက်ဆက်ရှိနေပြည့်နေပြီဟုတ်တယ်မလားအဲ့ဒါကဒီလိုလားမှတ်ဖို့နေရှိပြီအိမ်တော်များလည်းရှိလို့မှတ်ဖို့နေရတာဟုတ်တယ်မလားအဲ့တော့ဒီမှာပုံစံသုံးနဲ့ဖြစ် ဖြစ် နောက်တစ်ချိန်ညရင် မှန်တယ်ဒီကမှတ်ဖို့နေကြည့်မှဘယ်လိုရမှာဟုတ် ဟုတ် မှတ်ဖို့နေကလည်းအခြေခံတယ်လေနော်မှတ်ဖို့နေအခြေခံတာဖြစ်တဲ့အတွက်ကြောင့်မှတ်ဖို့နေကြည့်ပြီမှတ်ဖို့နေကြည့်ပြီဆိုရင်တော့ရပြီပေါ့ဒီပုံစံမဲသိနဲ့လည်းပါပြီဆိုရင်တော့ထည့်လို့ရပြီဒါကတော့မှတ်ဖို့နေမရှိရလူပေါ့နော်မှတ်ဖို့နေမရှိရလူတွေကိုပုံစံ3နဲ့6ဖို့အတွက်ဟိုမှတ်ဖို့နေလည်းရှိတယ်ပုံစံကြံတဲ့လူတွေပုံစံ3နဲ့6ကြားတယ်ထောက်ထားတဲ့အမှဒီမှာတော့ဒေါ်တေးကြံတဲ့ဥပမာဒါဒေါ်တေးတည်သွားပြီအတေးတော့ဒီထဲမှာလည်းမပါဘူး ပါတော့ ပယ်နေလည်းမလို့ကပယ်ပြီးလားတိတ်ပြီးတော့ပယ်ပြီးတော့ဥမာပေါ့အောင်ကြုံမို့ဒီကောင်တွေနိုင်ငံခြားတော့မပယ်တော့သူကဒီထဲမှာပါပြီးသားဖြစ်တယ်မပါလားဖုံးနေတယ်ဖုံးနေတယ်မပါဘူးမပါဘူးတော့မှတ်ဖို့နေသူနာမည်နဲ့လူနာမည်နဲ့ဒီထဲမှာဖုံးနေနိုင်မယ်ကတ်လာတာဒါပေမဲ့အိမ်နာမည်ဖုံးနေတော့ဖြစ်မှတ်ဖို့နေဖုံးနေတော့ဖုံးနေတယ် နာမည်လေးတွေလွဲနေတာတွေပြန် နာမည်လွဲပုံစံလေးနဲ့ပြန်နာမည်ပြောင်းတော့မလွဲဘူးမလွဲတဲ့ပြက်နေပဲအဲ့တော့ဆေးပြောင်ပြန်ကြည့်ဒါပြန်တောင်းကြည့်တယ်ဟုတ်မဟုတ်ပဲမကဲအဲ့လိုပဲကြိုးပါလိမ့်အိမ်အောင်ခေါ်အိမ်မှာအညီခေါ်လာနဲ့ဒီထဲမှာပါတယ်တချို့ကလွဲတယ်နော်ဒါပေမဲ့ဒီထဲမှာကြိုက်အဲ့လို အတူမဖို့နေလည်းကြိုက်အကုန်လုံးတင်းအောင်ကိုပြသွားပြီ မဲဆန် ဒါ တာရှင် ဒါတစ်ပိုင်းပေါ့ဘိုင်းကျတော့ခုနပုံစံသုံးကိစ္စတော့ကြောင်ကြီးပုံစံသုံးနဲ့ နော်အဲ့တော့ကိုကိုကို ဘိုင်း ဒီ တော့ တည်တဲ့လူကမဲယုံတင်ပါလား7ယောက်မဲယုံမှာ9ယောက်မဲယုံမှာ7ယောက်ပုံရှုံးပြလိုက် ပုံပြီးပါလေ ဆိုတော့မဲရသေးကြတယ် အခုမင်္ဂလာပါ မင်္ဂလာပါဗျ အခုကျွန်တော်တို့ဟိုတစ်ခါလဲတွေ့တယ်နော်ဟိုနေ့မှာဗာလဲကော်မရှင်ရုံးမှာလည်းတွေ့ရဆိုတော့အခုပြန်မိတ်ဆက်ပေးပါအခုကပေးရတယ် ကျွန်တော်ကပြည်သူ့ပါတီကကျွန်တော်ဦးစင်ဝိုင်းပါဟုတ်ဒီပုပ္ပတိမျိုးနဲ့ပြည်သူ့လူတွေကိုယ်စားလှယ်ဝင်တိုင်ပါပါဗျ ဆိုတော့အဲ့တော့ကျွန်တော်မေးချင်တာအခုဒီမှာဗာလောက်တာလဲ ဟောကျွန်တော်ဒီမှာမဲစင်းတွေဒီဥယျာဉ်ကျေးရွာပုပ္ပတိမျိုးနဲ့ဥယျာဉ်ကျေးရွာအုပ်စုပေါ့နော်အဲ့မှာစင်နေကြီးကျေးရွာမဲယုံအမှတ်2လို့ခေါ်တာပေါ့အဲ့မှာဒါကျွန်တော်ကျေးရွာသူကျေးရွာသားတွေနဲ့မဲစင်းအတူလာကြည့်တာဗျကျွန်တော်တို့တွေကြည့်ဖို့အတွက်ကိုလည်းကျွန်တော်စီယုံပြီးတော့ကျွန်တော်ခေါ်လာတယ်သူတို့လည်းအားတဲ့အချိန်မှာကြည့်ထားတယ်မကြည့်ရတဲ့လူတွေလည်းကျွန်တော်နဲ့အတူကြည့်ဖို့ဆိုပြီးတော့ကျွန်တော်ခေါ်လာတာပါဗျ ဆိုတော့မဲစင်းကဘယ်လိုအမှားရင်းရှိလို့လား မဲစင်းကတော့အမှားကြီးကတော့သူကလည်းသူတော့ဟိုနည်းနည်းပါးပါးတော့ရှိတာပေါ့ဒါပေမဲ့အကြီးအကျယ်ကြီးမဟုတ်ပါဘူးပြင်လို့ရပါတယ်ဥပမာတေဆုံးသွားတဲ့လူပြီးခဲ့လားတေဆုံးသွားတဲ့လူဘာလို့ဆိုတာပါကောင်းပါမှာပဲဒါပေမဲ့သူ့ရဲ့တတ်မှတ်ထားတဲ့ပုံစံနဲ့ကျွန်တော်ပြန်လျှော့ပြီးတော့လျှော့လို့ရပါတယ်နောက်တစ်ချိန်မှာတော့ဒါပုံမှန်မှန်ကန်တဲ့စီရင်ဖြစ်သွားမှာပါဒါကြီးကတိတ်ပြီးတော့ဟိုအရန်ကြီးတော့ကြီးကျယ်တဲ့ဟာမျိုးတော့မဟုတ်ပါဘူးကြံခဲ့တဲ့လူတွေလည်းဒီမှာပုံစံသုံးနဲ့ဖြည့်နေတာတွေဒါအကုန်လုံးကဝိုင်းပြီးတော့ဒီကျေးရွာကော်မရှင်တွေလုပ်နေတာဒါအားလုံးအမြင်ပဲဖြစ်မှာပါ မဲစင်းနဲ့ပတ်သက်ပြီးတော့ဒါအခုရဲ့ဟိုဘယ်လိုမဲဆန္ဒရှင်တွေပဲဖြစ်ဖြစ်ပြည်သူလူထုအားလုံးနားလဲအောင်နည်းနည်းရှင်းပြပေးပါလား မဲစင်းအနေနဲ့ကတော့ကျွန်တော်တို့ကဒီဘယ်လိုပဲဖြစ်ဖြစ်ဒါဒီမိုကရေစီနိုင်ငံမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမိုကရေစီရဲ့အခွင့်အရေးပေါ့နော်ရဖို့အတွက်မဲစင်းမှာအရှိခံကြတဲ့မဲစင်းမှာနာမည်ပါဖို့လိုတယ်အဲ့ဒါမှကိုကြိုက်တဲ့ကိုယ်စားလှယ်ကိုကျွန်တော်ကရွေးချယ်လို့ရမှာဖြစ်တယ်ကိုကြိုက်တဲ့ကိုယ်စားလှယ်ကိုရွေးချယ်မှလည်းကိုယ့်ရဲ့ဒေတာကိုယ့်ရဲ့မြို့နယ်တွေဒါဖွံ့ဖြိုးတိုးတက်မှာဖြစ်တယ်အဲ့ဒီကြောင့်ပြည်သူလူထုတွေကျွန်တော်မြို့နယ်ထဲမှာရှိတဲ့ပြည်သူလူထုကိုပြောချင်တာတော့အရှိခံကြတဲ့မဲစင်းမှာပါဝင်အောင်လုပ်ပါမပါဝင်လို့ရှိရင်လည်းသက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းပြီးတော့ပါဝင်အောင်လုပ်ပြီးတော့မဲပေးခွင့်ပေါ့နော်မဆုံးရှုံးရေးကိုလုပ်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျ ဆိုတော့ကိုဇင်ဝိုင်းကဒါဗာလဲဒီပုပ္ပတိမျိုးတွေနဲ့မှာဒါအကုန်လုံးလိုက်ကြည့်မှာပါမဲစင်း ဟုတ်တယ်ဗျာကျွန်တော်အကုန်မဲယုံတွေအကုန်လုံးဒါအကုန်လုံးကျွန်တော်လိုက်ကြည့်မှာပါဗျာဒါဒီနေ့အတွက်ကတော့ဒါဥယျာဉ်ကျေး